ရခိုင်ပြည်နယ်ကအေးထိန်ချုပ်တဲ့ဒေသတွေမှာရှိတဲ့စစ်တုံးပန်ထားတဲ့နေရာတွေကိုစစ်တပ်ကပြီးခဲ့တဲ့တနေ့ကျော်အတွင်းမှာ9ကြိမ်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ match လ10ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ဟာ Jet Fighter ၄စီး White Red ၄စီးနဲ့အမျိုးနယ်တလဲချောင်းဒေသမှာရှိတဲ့စစ်တုံးပန်အကျဉ်းစခန်းကို3နာရီခွဲလောက်ကြာအောင်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေမရမနာပြုလုပ်ခဲ့လို့အေးက match လ17ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လက်ရှိရရှိထားတဲ့စင်းတွေအရာအိမ်ဘုံကျဲမှုကြောင့်စစ်တုံးပန်116ယောက်တေဆုံးပြီး32ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ဒါအပြင်ဒီလေကြောင်းဘုံကျဲခံရမှုမှာပြင်တန်းအလက်စာအသေးစားဒဏ်ရာရရှိသူတွေအများကြီးရှိနေသေးပြီးအရက်သားတွေထိကပြည်တံကြားခံရသူတချို့လည်းထိခိုက်တေဆုံးမှုတွေရှိခဲ့လို့သိရပါတယ်။စစ်တပ်ရဲ့အခုလိုလုပ်ရဟာရေရှက်ရှိတမင်ဖြတ်စီတာဖြစ်ပြီးစစ်တပ်ရဲ့လှုပ်ထုံးလုပ်နည်းအရာရန်သူအဖမ်းခံပြီးပြန်လွတ်လာခဲ့ရင်တော့မှဖန်စီတာထောင်ချတာတွေပါလုပ်လို့ရှိရလို့လေတဲ့ CDM ဝန်ထမ်းတယောက်ဖြစ်တဲ့ကိုစီယာကသုံးသပ်ပြောဆိုပါတယ်ဒါရှိရွယ်ချက်ရှိတမင်တက်ဒါကျူးလွန်လုပ်တယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်ဒါကဒီရှေ့လျှောက်ဒီ ICG ICC ပြဿနာတွေပိုများလာတဲ့အချိန်မှာဒီလူတွေကသူ့အတွက်ကပို့ပြီးတော့အနှောက်အယှက်ဖြစ်လာနိုင်ခြေရှိတယ်ပေါ့နောက်တစ်ခုကတော့သတင်းမှားကိုလက်ခံရရှိပြီးတော့ဘုံကျဲခဲ့တာလည်းဖြစ်နိုင်ရရှိတာပေါ့နော်ဒါပေမဲ့တစ်ချိန်နှစ်ချိန်လောက်ဆိုလို့ရှိရင်ဒါလက်ခံအောင်မှားတယ်ဆိုတာလက်ခံလို့ရတယ်ပေါ့နော်ဒါကတော်တော်ကိုစိုးရတဲ့လောက်ရပေါ့နော်နောက်ဒီစခန်းမှာကျွန်တော်သိသလောက်ဒီလိုတူတွက်ပုံမူကြီးပုံမူကြီးတွေ level တွေပါရှိတယ်လို့သိကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒါကဒီလို level တွေဆိုသူတို့အတွက်ကပို့ပြီးတော့သူတို့ကိုထိခိုက်နိုင်ခြေပိုများတယ်ပေါ့နော်ဒါကြောင့်မလို့ဒီရချက်ရှိတမင်ဖြတ်စည်းရလို့မြင်တယ်နောက်တစ်ခုကစစ်တပ်ကအကျင့်မှာလဲသူကအဲ့လိုရန်သူအဖမ်းခံရတဲ့လူကိုဘတော်မှသူတို့မယုံတော့ဘူးပြန်လာရင်တော့မှစစ်ကြောရေးတွေလုပ်တယ်ထောင်တချို့ဆိုထောင်ချတာတွေရှိတယ်တချို့ဆိုဒီတိုင်းထုတ်ပယ်လိုက်တာတွေရှိတယ်ပေါ့နော်ဒါကသူတို့အသုံးမဝင်တဲ့လူတွေကိုရှင်းတဲ့ပုံစံမျိုးလို့မြင်ပါတယ်စစ်တပ်ရဲ့ခုလိုလေကြောင်းတိုက်ခိုက်မှုဟာရခိုင်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေထဲစစ်တုံးပတ်အသေးအပြအများဆုံးဖြစ်စဉ်ဖြစ်ပြီးစစ်ဘက်အရာရှိကြီးတွေလည်းပွေးချင်းပြီးတေဆုံခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ဒါအပြင်လက်ရှိမှာလေစစ်တုံးပန်အလောင်းတချို့ဟာဘယ်သူဘယ်ဝမှမသိရပဲစစ်ဆေးရခက်နေရခက်ထားကိုအစအနာတစ်ခုမှမရရှိပဲပျောက်ဆုံးနေတဲ့အလောင်းတွေရှိနေသေးတာကြောင့်အသေးစိတ်အချက်လက်တွေကိုစစ်ဆေးပြီးမှပဲဆက်လက်တင်ပြတော့မယ်လို့အေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စစ်တုံးပန်ဘုံကျဲခံရတာနဲ့ပတ်သက်ပြီး CDM ဘူကြီးစီယောကတော့အေးရဲ့တည်ဖုံးကွေနိုင်မှုလှည့်စားမှုတွေကြောင့်အေးရဲ့ခြေကုပ်စခန်းအမဲနဲ့ဘုံလာကြေးရမျိုးလေးဖြစ်နိုင်ရလို့သုံးသပ်ပြောဆိုပါတယ်စစ်တုံးပန်းစခန်းတွေကိုရွယ်ချက်ရှိနဲ့တိုက်ခိုက်တာမျိုးထက်ပေါ့နော်သတင်းတွေလိုက်ပြီးစုံစမ်းတဲ့နေရာမှာဒီကျွန်တော်တို့ပြောရမယ်ဆိုရင်အရင်တော့အာရခတက်တော်အခြေချပြတဲ့စခန်းဟောင်းနေရာတွေကိုလိုက်ပြီးတော့သူတို့ထောက်လန်းရရှိတယ်ဒါပေမဲ့အဲ့စခန်းဟောင်းနေရာတွေမှာစစ်ကျင်းထောင်တွေလှုပ်ထားတဲ့ထိမ့်သိမ်းထားတဲ့နေရာမျိုးတွေဖြစ်နေပြီးတော့အာရခတက်ရဲ့တကယ်ခြေကုပ်စခန်းတွေကနေရာရွှေ့ထားတာကိုတွက်ပြီးတော့တွေ့ရတယ်အဲ့တော့ဒီစစ်တုံးပန်းတွေကိုကြီးပဲတိုက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့တိုက်ခိုက်လိုက်တဲ့ဟာမှန်သမျှဟာဒီစစ်တုံးပန်းတွေကြီးပဲဖြစ်နေအောင်ဒီအာရခတက်တော်ဘက်ကသတင်းဖုံးကွယ်မှုသတင်းလှည့်စားမှုပြီးရင်ထောက်လိုင်းလှည့်စားမှုအနေအထားမျိုးတွေလုပ်နေရတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်တစ်ချက်စဉ်းစားလို့ရတာလည်းတကယ်လို့စစ်တုံးပန်းတွေကြီးပဲလိုက်ပြီးတိုက်တာဆိုရင်တော့သူတို့စစ်ရှုံးတရခံတက်တွေကိုတမင်တက်ကိုပဲလိုက်ပြီးတော့ရွယ်ချက်ရှိလက်စတုံးတဲ့အနေအထားမျိုးလို့လည်းကျွန်တော်တို့ကတော့သုံးသပ်ရပါတယ်ဗျဟုတ်ကဲ့ဒီစစ်တုံးပန်ပုံကျဲခံရမှုဟာရခိုင်မှာစစ်တုံးပန်ပုံကျဲခံရမှု9ကြိမ်မြောက်ရှိလာနေပြီးအစုလိုက်အပြုံလိုက်ထိခိုက်တေဆုံးမှုဥယျာဉ်ဟာ300ကျော်အထိမြင့်တက်လာနေပြီလေဖြစ်ပါတယ်စစ်တုံးပန်ပုံကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံရေးလေးလာသုံးသပ်သူဥပေတန်းကတော့စစ်တပ်ကသူတို့လူကိုကိုယ်တိုင်ရှင်းပြီးလူမဆန်တဲ့လူရဲကိုကျူးလွန်နေတာပါလို့မှတ်ချက်ပြုပါတယ်စစ်တုံးပန်တွေကိုထားတဲ့အကျဉ်းတောင်ဆိုတာကိုသူတို့သိပါတယ်ကိုလူကိုရှင်းလိုက်တဲ့သဘောပါလက်နက်ချအဖမ်းခံတဲ့အလင်းဝင်တယ်ဆိုရင်သစ္စာဖောက်လို့တတ်မှတ်ပြီးနောက်လူတွေမလုပ်ရဲအောင်နမူနာပြလုပ်တာပါကိုရန်သူကတော့စစ်တုံးပန်ဥပဒေနဲ့အညီစောင့်ရှောက်ထားတာကိုရည်ရွယ်ချက်ရှိတပ်ဖြတ်တာကရက်ဆက်တဲ့စစ်ရာဇဝတ်ကောင်တွေရဲ့ထက်ကတလဲလဲကျွလွန်နေတဲ့လူမဆန်တဲ့လုပ်ရဖြစ်ပါတယ်စစ်တပ်ကအေးထိန်ချုပ်ဒေသမှာရှိတဲ့စေယုံတွေစာတင်ကျောင်းတွေအပါအဝင်လူနေအိမ်တွေနဲ့ဘာသာရေးအဆောက်အုံတွေကိုပါပုံကျဲတဲ့အပြင်စစ်တုံးပဲတွေနေထိုင်တဲ့နေရာတွေကိုပါပြစ်မှတ်ထားပုံကျဲမှုတွေရှိလာပြီးအစုလိုက်အပြုံလိုက်ထိခိုက်ဒေဆုံးမှုတွေလည်းပိုများလာနေပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရဲ့အန္တရာယ်ကိုအမြင်တတိထားပြီးစီရင်တတိရှိစွာနေထိုင်ကြဖို့အေးဘက်ကလေးတိုက်တွန်းပြောဆိုထားပါတယ်။